ဟုတ်ပြီဒီနေ့တော့ကျွန်တော်တို့သင်ခဲ့ပြီးတယ်ပေါ့နော် strumming pattern 6ခုပေါ့နော်ဒီ6ခုနဲ့ကျွန်တော်တို့သင်ခဲ့ပြီးတဲ့ G เนาะ G ရှိမယ်ကျွန်တော်တို့ပြီးရင် A ရှိမယ်เนาะပြီးရင်ကျွန်တော်တို့ပါလဲ C ပြီးရင်ကျွန်တော်တို့ D ပေါ့နော်ဒီ၄ကွက်နဲ့ကျွန်တော်တို့လေ့ကျင့်ဖို့ရန်အတွက်ဖြစ်ပါတယ်လို့ဆိုတော့ဟုတ်ပြီကျွန်တော်တို့pattern 1ဖြစ်တဲ့ကျွန်တော်တို့1 2 3 and 4ကျွန်တော်တို့လေ့ကျင့်ကြည့်အောင်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့အားလုံးကြည်ကြင်ထားပါ1 2 3 4 1 2 3 and 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 4ဟုတ်ပြီကျွန်တော်တို့နောက် pattern တစ်ခုကိုကျွန်တော်ပြန်ကြည့်ကြည့်အောင်နောက် pattern 1 2 and 3 and 4ပေါ့နော်ဒီကကြည့်ကြည့်အောင်1 2 3 go 1 2 and 3 and 4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 ရမယ်နော်ဆိုတော့ဟုတ်ပြီဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့နောက် pattern တစ်ခုက1 and 2 and 3 and 4ရမလား1 and 2 and 3 and 4ပေါ့နော်ဟုတ်ပြီ G A C D နဲ့ပဲပေါ့နော်1 2 3